ခံစားတာပေါ့ဗျာဒီမှာငိုကိုလည်းအကြတော့စိတ်မကောင်းနေတာဝမ်းလဲနဲ့ဒီမှာဟိုဒါမလို့ညိတ်လည်းကြမိရပါဗျာအဲ့လိုကြတော့ကိုရွာကလေးတွေကိုမျက်စိရှင်နေတယ်လို့ကစင်ကြရဖြစ်ခြေပြက်ပြက်တွေးရတာဆိုတော့ကိုယ်လည်းဒါမျိုးမကြုံဘူးတော့ဗျာအဲ့တော့ဝမ်းလဲနေရပါဗျာတကယ်ဝမ်းနေရတာကြတော့ဖြစ်သွားပြီလေဟိုလေဒီမှာစာသင်နေဖြစ်သွားတာကွာအားများလို့တော့အထီးတာလို့ဒီမြကွာဖိုင်နယ်လေးနဲ့တင်လာစားဒီကြီးရောများဒီရမြဒီရတရားနဲ့ရှိဟုတ်ကဲ့မစားဒီကြီးရဟုတ်ကဲ့ဒီကချောင်းမို့သူကကောင်းပါကွာမေးနေတာတော့လေဒီကလေးတွေကဗာပြေးရှိလို့တော့လို့မေးချင်တယ်တတိရှိလာခဲ့ပါတတိရှိလာခဲ့ပါပြေးချင်းရောက်လာခဲ့ပါဒီကလေးတွေကဘာမှမသိပါဘူးဖြစ်တယ်လေးတွေပါ